သားတွေကိုသတိပေးရတဲ့ကိစ္စကအခြေခံအားဖြင့်တော့နှစ်ချက်သုံးချက်ပဲရှိပါတယ်နံပါတ်1ကပါလဲဆိုရင်ဒီရွတ်ကြပါဆိုတော့ခဏခဏပြောပါနံပါတ်2ကပါလဲဆိုရင်အဲ့ဒီဟာနဲ့ဆက်နေနေတာပေါ့ဒီမနာသောစိတ်တွေကိုထိကြပါဆိုကျွန်တော်ခဏခဏပြောပါမနာလိုစိတ်တွေကိုထိလို့ရှိညီညွတ်မှုဟာရနိုင်မှာပေါ့ပါတယောက်ပေါ်တယောက်သဘောထားကြည့်ဖို့လိုပါတယ်တခြားတွေကိုမုဒိတာပွားနိုင်လို့ပြောပေါ့ကျမတို့မုဒိတာပွားတဲ့နေရာမှာအားနေတယ်လို့ကျမမြင်မိပါတယ်အဲ့ဒီတော့ကိုယ့်ရဲ့ပို့ပြီးတော့တာပွားတဲ့လူကိုမနာလိုပြီးတော့ပျက်စီးသွားစေခြင်းနဲ့စိတ်တွေတော့လုံးဝမမွေးကြပါနဲ့ကျမမြတ်တယ်ဒီလိုစိတ်တွေထိလို့ရတဲ့ကိစ္စပေါ့ပါလူတိုင်းမှာကိုယ့်ကိုယ်ပြင်ကျင်လို့ရှိရင်ပြင်လို့ရပါတယ်စိတ်ဆိုတာတစ်စက္ကန့်လေးနဲ့တစ်ချက်ကလေးနဲ့ကိုပြင်လို့ရတယ်ငါစိတ်ကငါပြင်တော့မယ်ဆိုတော့တစ်ခါလေးချက်ဆုံးဖြတ်လိုက်လို့ရှိရင်ပြင်လို့ရတယ်အဲ့ဒါကြောင့်မို့ကိုယ့်အချင်းချင်းဂုဏ်ယူကြကိုယ်ထဲကနေပြီးကြီးပွားရင်ချမ်းသာရင်တိုးတက်ရင်ဂုဏ်ယူကြသူကတိုးတက်သွားလို့မနာလိုတဲ့စိတ်သူကချမ်းသာသွားလို့မနာလိုတဲ့စိတ်ဒီလိုစိတ်တွေကိုမွေးကြပါနဲ့ဒီလိုစိတ်တွေမွေးလို့ရှိရင်ဒီလောက်တော့ဝေးဒီနိုင်ငံကိုလာကျိုးနတ်တယ်လို့ကျမတို့မြင်မှာပေါ့ပါအဲ့ဒါကြောင့်မို့ညီညွတ်ကြပါတယောက်ကိုတယောက်စိတ်ထားကောင်းကြပါနောက်တစ်ခုကတိုးတက်အောင်လို့အမြဲကြိုးစားရအောင်ကျမတို့ဒီနိုင်ငံကိုရောက်လို့မြန်မာနိုင်ငံကိုပြန်ကြည့်ရမယ်လို့ကျမမဆိုလိုပါဘူးဒီနိုင်ငံမှာဒီနိုင်ငံရဲ့တောင်းဝင်တွေကိုကြည့်ပြီးတယ်ဒီနိုင်ငံမှာဂုဏ်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့နေနိုင်တယ်ဆိုရင်ကျမတို့ကျေနပ်ပါတယ်ဒါပေမဲ့ဒီတဲ့တစ်ဆင့်တိုးပြီးတော့ကျမတို့နိုင်ငံကိုပြန်ပြီးတော့ကြည့်နိုင်တယ်ဆိုလို့ရှိရင်တော့ကျမတို့အင်တာမှာကျေးဇူးတင်မှာဖြစ်ပါတယ်။တတ်နိုင်လို့ရှိရင်တော့ပြန်ကြည့်ကြပါနောက်တစ်ခုကမြန်မာနိုင်ငံကိုပြန်လာခြင်းနဲ့ဆိုတဲ့ကျမတို့ရဲ့ဒီသားတွေကျမအနေနဲ့ဒါကကျမပုံမှန်နဲ့ပြောရမှာပေါ့နော်ကျမတို့ကအခုမြန်မာနိုင်ငံရဲ့အစိုးရမဟုတ်သေးပါဘူးအဲ့ဒီတော့ကျမတို့အနေနဲ့ပြန်လာစေလို့လည်းကျမတို့ပြောနိုင်တဲ့အခြေအနေမရှိပါဘူးသို့တော်ညာလည်းပြန်လာခြင်းနဲ့နိုင်ငံပြည်သူပြည်သားများအားလုံးပြန်လာနိုင်လို့ကျမတို့စူးစမ်းပါမယ်လို့ပြောပါတယ်။စူးစမ်းတယ်ဆိုတာလည်းကျွန်တော်ပို့ပြီးတော့ဒီလိုပေးနိုင်တော့ကျမတို့စူးစမ်းမယ်။ဘာပဲပြောနောက်တစ်နေ့မှာမြန်မာနိုင်ငံကနေပြီးတော့ပေါက်သွားပြီးတော့ထွက်လာတဲ့လူစုမဆိုပြန်လာခြင်းလို့ရှိရင်ပြန်လာနိုင်တဲ့အခြေအနေဖြစ်အောင်လို့ကျမတို့အားလုံးဝိုင်းစူးစမ်းဒါကျမတယောက်ပဲစူးစမ်းလို့လည်းမဖြစ်ဘူးအားလုံးဝိုင်းစူးစမ်းတယ်ဒီမှာရှိတဲ့ကျမတို့ရဲ့ပြည်သားတွေလည်းစူးစမ်းရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့ဝိုင်းပြီးတော့စူးစမ်းကြပါကျမဆက်ပြီးတော့မပြောတော့ပါဘူးဘာဖြစ်လို့လဲဆိုတော့မိဖို့နေရာနဲ့လည်းများတယ်လို့ထင်ပါတယ်အဲ့တော့မိဖို့တွေကိုကျမအချိန်ပို့ပြီးတော့ပေးချင်ပါတယ်အဲ့ဒီတော့မှအခုဒီမှာရောက်နေတဲ့ပြည်ကသိချင်တာတွေကိုကျမအနေနဲ့ပြောနေတာဖြစ်ပါတယ်ထပ်ပြီးတော့ပြောချင်တာကတော့အခုပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကစိတ်ခိုင်ခိုင်မာမာနဲ့ကျမတို့ရှောက်မဲ့လမ်းမှာတူတူရှောက်သွားကြမယ်ဆိုတဲ့သွေးစည်းညီညွတ်မှုရဲဘော်ရဲဘက်စိတ်ဓာတ်ကိုဒီနေ့နဲ့ပို့ပြီးတော့ဖွင့်ပြအောင်လို့ဝေးကြပါလို့ကျွန်တော်မြတ်တာကိုရက်ခံ